ဘဝဆိုတာဟာဘယ်ဘဝမှမတည်မြဲဘူးရထားတဲ့အရာတွေအလုံးဟာကျင့်တတ်เสียမကောင်းလို့ဒုက္ခလို့ခေါ်တယ်ဘုန်းကြီးတို့တွေခုပါရထားတော့ဆိုခန္ဓာ၅ပါးရထားတယ်အဲ့ဒီရထားတဲ့ခန္ဓာ၅ပါးဟာကျင့်တတ်เสียမကောင်းဘူးဖြစ်မှုပြက်မှုတွေအမြဲတမ်းနှိမ့်ဆက်နေတာဖြစ်သောကြောင့်ဒုက္ခအဲ့ဒီဒုက္ခဘာကြောင့်ရတာတုံးဆိုရင်လူချင်းနဲ့တဏှာကြောင့်ရတာဖြစ်လို့တဏှာကဒုက္ခတပုရိယအဲ့ဒီဒုက္ခတွေကဘယ်မှာငြိမ်းတယ်လဲဆိုရင်နိဗ္ဗာန်ကျမှငြိမ်းတာဖြစ်လို့နိဗ္ဗာန်ဒီဒုက္ခនិရောဓအဲ့ဒီငြိမ်းတာဟာသူငြိမ်းတာလားလို့ဆိုမဟုတ်ဘူးမဂ္ဂင်၈ပါးအကျင့်တရားလို့ဆိုတယ်သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပစတဲ့မစ္စည်းမပฏิပဒါအကျင့်ကိုကျင့်မှသာလဲတဏှာကိုဖယ်ဖြတ်ပြီးတော့အဲ့ဒီဒုက္ခនិရောဓဆိုတဲ့ဆင်းရဲဒုက္ခချုပ်ငြိမ်းရာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့မြတ်စွာဘုရားကနေမိမင်းရဲ့ဇတ်တော်ကိုပေါင်းပြီး